မင်္ဂလာပါရှင်ကျွန်တော်စံတော်ချိန်ကနေဒီရက်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့2020ခုနှစ်ရဲ့ကမ္ဘာအချောအလှဆုံးအမျိုးသမီးတွေအကြောင်းပါသူတွေကဘယ်သူတွေလဲဘယ်နိုင်ငံတွေကလဲဆိုတာဒီရုပ်သံမှာကြည့်ရှုနိုင်မှာပါဒါရီယိုမတင်ဆက်ခင်မှာဒီလိုစိတ်ဝင်စားဖွယ်တုတရတအကြောင်းအရာတွေကိုရှောက်ဖွေတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့စံတော်ချိန် YouTube Channel ကို Subscribe လုပ်ထားပေးခြင်းခေါင်းလောင်းပုံလေးကို click နှိပ်ထားပေးခြင်းအပြင်တင်ဆက်သမျှကိုလက်မလွတ်တမ်းသိရှိပြီးကြည့်ရှုသွားနိုင်မှာဖြစ်ပါတယ်ကလာမယ်ပြိုင်ပွဲတွေကိုကျင်းပခဲ့ပေမဲ့အချောလာဆုံးဆိုတဲ့ဂုံပုံနဲ့ပတ်သက်လို့မကြာခဏအငင်းပွားခဲ့ကြပါတယ်။ဘလောက်ပဲ6ပြစ်ကင်းတဲလဲစင်နေပါစေကမ္ဘာအချောလာဆုံး main ကလေးဘယ်သူလဲဆိုတာကိုအငင်းပွားမှုကတော့ဘယ်တော့မှအဆုံးသတ်မှာမဟုတ်ပါဘူး။ဒီအငင်းပွားမှုကို Fake Gap ဆိုတဲ့ website တစ်ခုကထပ်ဆင့်ဖန်တီးလိုက်ပြီး online ကြော်ကြားမှုတွေကိုအခြေခံပြီး2020ခုနှစ်ထဲအချောလာဆုံးအမျိုးသမီးတို့စုကိုထုတ်နှုတ်ရွေးချယ်ခဲ့ပါတယ်။ဒီ website ကရွေးချယ်ခဲ့တဲ့ကမ္ဘာအချောလာဆုံးအမျိုးသမီးစင်းတွေထဲဘယ်သူပါဝင်လဲဆိုတာကိုစံတော်ချိန် Digital Channel ကနေထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်အခုပထမဆုံးအနေနဲ့ပြောပြပေးမှာကတော့ပြင်စမမြောက်အချောအလှဆုံးအမျိုးသမီးတူဖြစ်တဲ့ Priyanka Chopra အကြောင်းပါအိန္ဒိယနာမည်ကျော်အနုပညာရှင် Priyanka Chopra ကတော့ပြည်သက်အများစုနဲ့ရင်းနှီးပြီးသားပါတရုတ်ဆောင်အဆိုတော်နဲ့ရုပ်ရှင်ထုတ်လုပ်သူတွေအဖြစ်ရပ်တည်နေတဲ့ Priyanka Chopra ဟာ2000ခုနှစ်က Miss World ဆုရှင်လည်းဖြစ်ပါတယ်ရုပ်ရည်ချုံမောလှပတဲ့အပြင်အနုပညာပိုင်းမှာပါထူးချွန်တာကြောင့်နိုင်ငံတကာကပေးတဲ့ဆုတွေကိုအများကြီးရရှိခဲ့ပါတယ်ဒါ့အပြင် Time Magazine ရဲ့ကမ္ဘာလူသားတွေကိုအလံမိုးနိုင်ဆုံးအမျိုးသမီးအယောက်100စီးမှာပါဝင်ခဲ့တယ်လို့ Forbes Magazine ရဲ့ဩဇာအညောင်ဆုံးအမျိုးသမီးအယောက်100စီးမှာလည်းပါဝင်ခဲ့ပူပါတယ်ကိုဆက်လက်ပြီးတော့သရုပ်ထမြောက်အချောအလှဆုံးအမျိုးသမီးတူဖြစ်တဲ့ Deepika Padukone အကြောင်းကိုတင်ဆက်ပေးမှာပါ။ Priyanka Chopra လိုပဲရုပ်ရည်ချုံမောတဲ့အပြင်အနုပညာမှာပါထူးချွန်တာကြောင့် Hollywood ရုပ်ရှင်စကားတွေမှာပါဝင်ပြုဆောင်ခွင့်ရနေပါပြီ။ Bollywood တရုတ်ဆောင်အမျိုးသမီးတွေရဲ့ဝင်ငွေအကောင်းဆုံးမင်းသမီးအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ Padukone ဟာအိန္ဒိယရုပ်ရှင်လောကမှာအောင်မြင်ကျော်ကြားသူဖြစ်ပေမဲ့အိန္ဒိယနိုင်ငံမှာမွေးဖွားခဲ့သူတော့မဟုတ်ပါဘူး။ဒိန်းမတ်နိုင်ငံကိုပင်ဟေဂင်မြို့မှာမွေးဖွားခဲ့ပြီးတနှစ်သမီးအရွယ်မှာအိန္ဒိယကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။တတိယမြောက်အချောအလှဆုံးမျိုးသမီးတူအနေနဲ့နာနာအင်ဂျင်အကြောင်းကိုတင်ဆက်ပေးမှာပါနာနာလို့လူသိများတဲ့နာနာအင်ဂျင်ဟာချစ်စပွဲကောင်းလုံးနဲ့မျက်နှာပေးကြောင့်ကမ္ဘာအလှဆုံးမျက်နှာပိုင်ရှင်ဖြစ်တောင်သတ်မှတ်ခံထားရပါတယ်တောင်ကိုရီးယားအဆိုတော်နာနာကို2020ခုနှစ်ရဲ့ကမ္ဘာတတိယအလှဆုံးအမျိုးသမီးနေရာမှာ Fake Up website ကရွေးချယ်ထားပါတယ်အဆိုတော်တူဖြစ်ုံသာမကတရုတ်ဆောင်နဲ့မော်ဒယ်ဖြစ်လဲအောင်မြင်နေတာပါ2014ခုနှစ်က Independent Critics အဖွဲ့ရဲ့ကမ္ဘာအလှဆုံးမျက်နှာပိုင်ရှင်အဖြစ်ရွေးချယ်အသိမှတ်ပြုခံခဲ့ရပါတယ်အခုဆက်လက်ပြီးတော့ဒုတိယမြောက်အချောအလှဆုံးအမျိုးသမီးတူအနေနဲ့ Lisa Soberano အကြောင်းကိုတင်ဆက်ပေးမှာပါဖိလစ်ပိုင်အမေရိကန်ကပြရုပ်ရှင်မင်းသမီးတူဖြစ်တဲ့ Lisa Soberano ဟာဖိလစ်ပိုင်ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေမှာအောင်မြင်နေတဲ့မင်းသမီးတစ်လက်ပါ2019ခုနှစ်ဒီဇင်ဘာလကတော့ TC Candlers The Independent Critics အဖွဲ့ရဲ့ကမ္ဘာအလှဆုံးမျက်နှာပိုင်ရှင်အယောက်100တဲ့နံပါတ်1နေရာမှာရွေးချယ်ခံခဲ့ရပါတယ်ဒါ့အပြင်ဖိလစ်ပိုင်နိုင်ငံရဲ့လူအများလေးစားအားကြရတဲ့အမျိုးသမီးစီးရင်မှာလည်းထိပ်ဆုံးကနေ Soberano ကရွေးချယ်ခံခဲ့ရပါတယ်နောက်ဆုံးအနေနဲ့ကမ္ဘာပေါ်မှာအချောအလှဆုံးအမျိုးသမီးတူဖြစ်တဲ့ Handi Arsel ရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။တူရကီမင်းသမီး Handi Arsel ကိုတော့2020ခုနှစ်ရဲ့ကမ္ဘာအလှဆုံးအမျိုးသမီးအဖြစ်ရွေးချယ်ထားပါတယ်။2013ခုနှစ်ကတည်းကတူရကီရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာစတင်တရုပ်ဆောင်တဲ့သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာပေးအကြည့်တွေကြောင့်လူစိတ်ဝင်စားခံခဲ့ရသလိုဒီဇိုင်နာနဲ့မော်ဒယ်လုပ်ငန်းတွေမှာလည်းအရန်အောင်မြင်နေတဲ့သူတူဖြစ်ပါတယ်။အခုဆိုရင်သူ့နာမည်နဲ့အမှုပညာဖျော်ဖြေရေးလုပ်ငန်းတစ်ခုကိုတောင်တည်ထောင်ထားပါပြီ။ကဲ
ကဲပရိသတ်ကြီးစနော်ချိန်ကနေတင်ဆက်ပေးလိုက်တဲ့2020ခုနှစ်ရဲ့အချောအလှဆုံးအမျိုးသမီးတွေအကြောင်းကိုတော့ဒီမှာပဲတခန့်ရပြစေဒီလိုတုတ္တရတ္တဆိုင်ရာအစီအစဉ်ကောင်းများစွာကိုစနော်ချိန်ပရိသတ်ကြီးအတွက်စဉ်ဆက်မပြတ်တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျမတို့ရဲ့စနော်ချိန် YouTube Channel ကို Subscribe လုပ်ထားပေးဖို့နဲ့ခေါင်းလောင်းပုံလေးကို click နှိပ်ထားပေးဖို့ကိုထပ်မံတိုက်တွန်းရင်ဒီအစီအစဉ်ကနေခေတ္တခဏနှုတ်ဆက်လိုက်ပါတယ်